Hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကကြတော့ဒီအိမ်ယာတွေပေါ့နော်ကွာရန်ဒိုဒီမှာသွားရှော်တာဖြစ်ပါတယ်ဘာလို့ဆိုအိမ်ကဟာနဲ့ကရှော်လို့မရဘူးပေါ့နော်အိမ်ကဟာတွေကကြတော့တီးပါတယ်အဲ့တော့ဒီလိုဆက်တွေမှာပဲသွားရှော်လို့ရပါတယ်အဲ့ဆိုရင်ဒီမှာဒီလိုဆက်တွေရှိရပေါ့နော်ဆက်တွေရှိပါတယ်တကယ်လို့ဒီမှာအပွင့်တွေပေါ့နော်ဒီမှာလက်နေတဲ့ဟာတွေပေါ့ဆိုတော့အဲ့လိုမျိုးအပွင့်တွေရှိရဆိုရင်ကိုကဒီလိုဆက်တွေတဲကိုကျွန်တော်တို့ရှော်မဲ့ဟာကိုထည့်လိုက်မယ်ထည့်ပြီးရင်ဒီမှာရွေးလို့ရပါတယ်အပေါ်မှာစာရှိရပေါ့နော်ဒီမှာအချောက်ခံမယ်ရှော်မယ်ပေါ့နော်နှစ်ခုဒါလည်းဒါရှော်မယ်အချောက်ခံမယ်နှစ်ခုပေါ့နော်ဒီကရှော်တာပဲတည်တံဒါကအချောက်ခံတာပဲတည်တံအဲ့လိုမျိုးပေါ့နော်ဒီဘက်ကကြားတဲ့ပမာဏရှိပါတယ်ဒီမှာဆိုရင်ဥပမာဒီမှာမိနစ်50ပေါ့နော်အကောင်လုံးရှော်တာက30အချောက်ခံတာက20ဒီမှာဆိုရင်အကောင်ပေါင်းရင်60ဒီမှာ30ဒီမှာ30ပေါ့နော်အဲ့ဆိုရင်ကြားတဲ့ပမာဏကလည်းနည်းနည်းစီခွာသွားမယ်ဆိုရင်ကျွန်တော်တို့ဒီခလုတ်ကိုနှိပ်ရမယ်ပေါ့နော်ခလုတ်လေးကိုနှိပ်ရပါမယ်ဥပမာဒါရှော်မယ်ဆိုရင်ဒါပေါ့နော်ဒါလေးကိုနှိပ်မယ်ဥပမာဒီရှော်တာတီးတန့်ဆိုရင်ဒါကိုနှိပ်မယ်ပေါ့နော်ဒီမှာကြားတဲ့ပမာဏရဲ့ပြင်ကြားမဲ့အချိန်ရဲ့ဆိုတော့ပတ်စံကကြတော့ဒီမှာပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပတ်စံထည့်ရမယ့်နေရာပဲဖြစ်ပါတယ်ဒီမှာတတိထမှာတစ်ခုကကြတော့ဒီမှာ100တန်ရယ်900တန်ရယ်ရတယ်ပေါ့နော်ဆိုတော့တစ်ခါတလေမှာ900တန်တွေမရဘူးထည့်လို့မရဘူး100တန်ပဲတီးတန့်ရတယ်အဲ့လိုမျိုးရှိရပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုကပတ်စံအကျွေမပါဘူးဆိုရင်ဒီမှာပတ်စံလဲတဲ့ဆက်ရှိပါတယ်ပတ်စံအကျွေလဲတဲ့ဆက်ပေါ့နော်ဆိုတော့ဒီမှာလဲပြီးတော့မှဒီမှာထည့်လို့ရပါတယ်ဟိုကြားတဲ့ပမာဏကိုဒီမှာထည့်လိုက်ပြီဆိုရင်သူ့အလိုလိုစမှာဖြစ်ပါတယ်ဆိုတော့ဒါကအခုဒါကျွန်တော်ကြံရှိရဲ့ကြာချိန်ပေါ့နော်ကျွန်တော်နိုင်ခွဲလောက်ဆောင်ပြီပေါ့နော်အဲဆိုရင်ဒီမှာအထက်မှာလဲနေပါတယ်โอเคအရန်လွယ်ပါတယ်ဆိုတော့ဒါပေမဲ့မသိဘူးဆိုရင်ခက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုဆက်တွေကကြတော့ဒီအကြီးဒီဆောင်တွေအဲ့လိုအကြီးတွေရှော်မဲ့အရာတွေမှာသုံးတယ်ပေါ့နော်ကျွန်တော်တို့အိမ်ကဟာလေးအနေနဲ့ကကြတော့တိတ်အဆင်မပြေဘူးပေါ့နော်โอเคပြီးရင်ဒီမှာထိုင်ကုန်လေးရှိတယ်ဒီဘက်မှာဆိုစာအုပ်တွေလည်းပြီးထားတယ်ပေါ့နော်โอเคဒါဆိုင်တိုင်းမှာတော့ဆက်က2မျိုးရှိရပေါ့နော်ဒီဘက်မှာဆိုရင်ဒါအချောက်ခံတာရယ်ပြီးရင်ရှော်တာရယ်ပြီးဒီဘက်ကကြတော့ဒါအချောက်ခံတာပဲတီးတန့်ပေါ့နော်ဟိုအပေါ်မှာရေးထားရပေါ့နော် cancel key ဆိုပြီးတော့ပေါ့နော်ဒီအချောက်ခံတာတီးတန့်ကကြတော့ဈေးသက်တာရတွေ့လာမသိဘူး7မိနစ်ကို100ပဲရှိရပေါ့နော်ဒီဘက်ကဟာတွေကကြတော့နည်းနည်းကြီးတာပေါ့โอเคဒါအသုံးပြုနည်းကိုရေးထားဖြစ်ပါတယ်